သူတို့နှစ်ယောက်ကလေစောက်ကမြင်းကြောထားဖို့အဲ့လောက်နေရာရှာလာကွယ်ဖုံကြီးကြောင်းတွေကိုသွားပြီးတော့တိမ်ထဲမှာကမြင်းကြောတထားရတယ်လို့ဘယ်လိုအသိတရားနေပါတဲ့ကောင်းဒီကောင်းမတယ်မသိဘူးတလားအခုတို့များတယ်စောက်တရားစရာကြီးစဉ်းစားကြည့်ဒီလောက်ထိလေစိတ်တစ်ခုကဖြစ်ပြနေလို့မနေနိုင်တော့ဘူးဆိုရင်တော့တွေးရဲခြုံဝင်တိုးလို့ရတယ်နော်အေးထားပါတော့အေးစောက်ဆံစီတို့တက်ခုကနေဟိုတယ်မသွားနိုင်ဘူးဆိုရင်လေလူမမြင်သူမမြင်ဂျုံကြားတွေမှာမတိမတာလေးတက်နေလိုက်ပလားဘာဖြစ်သွားမှာလဲ3နှစ်3မိုးလောက်3လ3ရက်လောက်လည်းနင်တို့ကလောက်ရမယ့်ကိစ္စကြီးလည်းမဟုတ်ဘူးအခုကလေပါလေဖုန်ကြီးเจ้าနဲ့ခိုးဝင်ပြီးတော့ဖုန်ကြီးเจ้าတော်မှာသူတို့ကတွေးတဲ့တောက်မှလောက်တာမဟုတ်အမလီမိမတောင်ဝင်လို့မရတဲ့တိမ်ထဲကိုသူတို့ကကမြင်းကြောဝင်ထားတယ်ဆိုတော့လေနိုင်ငံတနိုင်ငံမှာကွာဒါပုံပွင့်လေဒါဗုဒ္ဓဘာသာနိုင်ငံကြီးလေစဉ်းစားကြည့်တနေရာနဲ့တနေရာမှာမီးကြီးလောင်ဘေးချိုးတွေဖြစ်အမျိုးမျိုးအင်္ဂလိပ်တွေဖြစ်လိုက်ရေဘေးတွေဖြစ်လိုက်အမျိုးမျိုးဖြစ်နေတဲ့အခိုင်အမာသူတို့လိုလူမျိုးတွေစီးနေတဲ့ရွေတကယ်ပြောပြရသေးလားဒီလိုစိုးချိုးတွေကဖြစ်လာမှာအခုဆိုရင်လည်းအဲ့ဒီကောင်မာနဲ့အဲ့ဒီကောင်ချမ်းတွေ့လိုက်ရသေးလားတော်တော်ကြီးစိတ်ပြက်စရာကောင်းပြီးယွန်စရာကောင်းတဲ့အတွေးခေါ်နော်ဟိုမိန်းကလေးဖြစ်သူပါတယ်လေအတိအညံအရန်နေပြီးတော့လေနင်းရဲ့တနာစိတ်ကနှထင်ရောက်တာမဟုတ်ဘူးတိလားဘယ်ဟိုအဝေစီကိုရောက်နေတာတိလားအဲ့အကောင်ကလည်းလေဟိုဘလို့အကောင်နဲ့ဘလို့လဲတော့ချမ်းလို့လည်းမသိဘူးတိလားတူတာတဲ့ဒါအမှန်ဆုံးပြောမြန်မာနိုင်ငံထဲမှာနေတာကွာကိုကအရန်ကိုချစ်တဲ့လူတယောက်နဲ့နေကြီးနေတပားဆိုပြီးဆိုရင်တော့မိန်းမတယောက်ကိုနေဖို့အတွက်ကိုအခန်းတွေဟိုတယ်တွေတဲခုကနေမငှားနိုင်တာထားပါတော့မငှားနိုင်စောက်ခမရှိဘူးဆိုရင်တော့ကွယ်နေတို့ကြိုက်တဲ့ခြုံอยู่အဲ့မှာအကျယ်ကြီးပဲလိုက်ရိုက်ပြတာလေအဲ့မှာဖုန်ကြီးเจ้าနဲ့မဝင်ခင်အဲ့မှာခြုံနေမှာတောင်ပေါ်ရောင်ကိုတပ်ပင်အောက်တွေခြုံနေဝင်လောက်ကြပါလားဖုန်ကြီးเจ้าနဲ့ဝင်ပြီးတော့တိမ်ထဲမှာစောက်ကမြင်းကြောထားရတယ်လို့နော်အဲ့ဒါကြောင့်လေတကယ်ပြောပြကြငါတို့ဗုဒ္ဓဘာသာနဲ့တကယ်ပြောမြန်မာနိုင်ငံကိုနေတို့အဲ့လိုမျိုးတွေလေဟိုဘဟုတူကမရှိစောက်ပြီးတရားမရှိစောက်အတွေးခေါ်မရှိနေတို့ရိုင်းဆိုင်မမတ်ရိုင်းနေလှုပ်ကျင့်တယ်လို့လှုပ်တဲ့လူတွေစီနေတို့လေတချွတ်အမတန်အေးချမ်းတဲ့နေရာတွေမီးဘေးတွေရေဘေးတွေငလျင်ဘေးတွေတခါဘေးဆိုးတွေဖြစ်နေတာတိလားနော်စောက်တရားစရာကြီးတိလားတကယ်သားဆိုရင်လေအဲ့လောက်နဲ့သူတို့တွေပါလေခုနေမဖြစ်ဘူးတကယ်ကိုဒါဟိုဘယ်လိုပြောမလဲဒါဗုဒ္ဓဘာသာဟိုနိုင်ငံနဲ့ဖြစ်တယ်ကွာဒီလောက်ထိတောင်မတ်ရိုင်းစော်ကားတာဆိုတော့လေဒါသူတို့တွေကဒီတိုင်းပြစ်ထားလို့မရဘူးဒါတော့ချမ်းအတိတလောက်ပြောပြတာစီလေချမ်းနဲ့ TikTok သုံးတာပဲ TikTok မှာတွေ့လိုက်လို့ကွာဟိုတိမ်ဆိုတာကလေဟိုအမှန်ဆုံးပြောပြတာနော်မိန်းကလေးတောင်ဝင်လို့မရတဲ့နေရာကွာသူတို့ဒီလိုမျိုးရုပ်ရှုံညံ့တော့အရာဝတ္ထုတစ်ခုကိုလောက်တယ်ဆိုတော့တကယ်မိန်းမရှိဟိုဘယ်လိုရမလဲရုံမှတော့စောက်ကောင်နေအဲ့ဒါအကောင်နေတက်လားတကယ်ဒါတချို့ယောက်ျားလေးတွေလည်းထိခိုက်တယ်တချို့မိန်းကလေးတွေလည်းထိခိုက်တယ်သူတို့နှစ်ယောက်လောက်ပုံပါလေရှင်စရာရန်ကောင်းနေတက်လားနော်အဲ့ဒါပြောပြတာတွေ့လို့လို့မင်္ဂလာပါရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမကောင်းတောင်းနေနော်တယောက်စီတိုင်းကိုချစ်ပါတယ်ရှင်ကြည်ပြီးလို့လေကျမ်းမာချမ်းသာကြပါစေဒီမင်းဆိုတဲ့အကောက်ပိုင်ရှင်ကနှစ်ဖက်ကိုမျှတွေးပြီးမှသုံးသက်ပါတဲ့သူကဘာလို့ဆိုလိုတာလဲဆိုတော့ပျော်ဝယ်မျိုးအင်ချင်းကုန်းကျေးရွာမှာအမျိုးသားနဲ့အမျိုးသမီးနဲ့တကယ်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ကိုးကွယ်ရပါတယ်ဆိုတဲ့ဘုန်းကြီးကျောင်းဝင်းမှာထပ်ပြီးတော့တန်ဖိုးရှိပါတယ်ဆိုတဲ့မောင်ရင်လောင်းကိုရင်19နှစ်နဲ့3လမှာယဟန်ပေါင်တို့သွတ်သွင်းချီးမြင့်မိပဇင်းတွေခံမဲ့တကယ်တိမ်သမုတ်ထားတဲ့နေရာမှာဝင်ပြီးတော့ယောက်ျားနဲ့မိန်းမနဲ့နော်အဲ့ကိစ္စကြီးလောက်တာကိုကျမတို့ကမသိလို့မေးဦးမယ်အဲ့ဒီနေရာကအဲ့လိုလောက်ကောင်းလားရှင်းကိုထပ်မေးမယ်လောက်ကောင်းလားဟမ်ဖုန်းကြီးเจ้าဆိုတာမှတ်ထားအရန်ကိုမြင့်မြတ်တဲ့လူတွေနေတာ10ပါးသီလတွေ10ပါးသီလတွေတကယ်ကိုနော်တရားစကန်နေဆိုလို့ရှိရင်ဘုန်းကြီးเจ้าထဲမှာလောက်ကြတယ်အဲ့ဒီအချိန်မှာတရားအားထုတ်တဲ့သူတွေရှိမယ်တရားထိုင်တဲ့သူတွေရှိမယ်သာသနာ့အနေနဲ့သီလရှင်တွေရှိမယ်အဲ့လိုနေရာမျိုးမှာလဲတွားပြီးတော့ဒီလိုမျိုးအတွဲဆိုတာရီးစားစကားတော့တွားပြီးတော့ချိန်တွေ့လို့ရတဲ့နေရာမျိုးတော့မပါဘူးအခုကကျောင်းကြီးဝင်းကြီးကလည်းကျဲတယ်ကျောင်းကြီးကလည်းကျဲတယ်ဥပဇင်းကလည်း2ပါးပဲရှိတယ်အဲ့ဒီဖိုင်ကိုရိုက်တဲ့ဥပဇင်းကလည်းဟိန္ဒူသူကလည်းမမြင်ဘူးတော့ကြောက်မှာပဲဒါသူကိုလည်းဒီလိုနေရာမျိုးကြီးမှာဒီလိုမျိုးကြီးရှင်တို့ပြောမယ်တော်တင်းလာမှာခွင်းနှကောင်ထပ်တာရှင်မြင်မှုမှာပေါ့ဟမ်ခွင်းနှကောင်ထိုင်တော့ရှင်မျက်လုံးနဲ့ဘလို့မြင်လဲအေးအဲ့ဒါပဲနော်အဲ့ဒါကလေကူကလူထပ်သွားတာအဲ့ဒီတော့သူလည်းကြောက်လန့်နဲ့တော့ရိုက်ပြီးသူပုံနေတင်လိုက်တာနော်သူလဲဟိန္ဒူလူမျိုးဘာသာခွဲပိုဆိုးတာပေါ့နော်အဲ့ဒီအတွက်ကိုသုံးသက်ပြီးမှအရာအလုံးတင်တယ်ကျမတို့လည်းသုံးသက်ပြီးတင်တာမိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ကွယ်တဲခိုကန်းပေါ်တယ်ဟိုတယ်တွေပေါ်တယ်နော်ပေါ်ပါတယ်ရွာတွေမှာဆိုလို့ရှိရင်အများကြီးခြုံပုတ်တွေခြုံကြားတွေပေါ်မှာပဲမြို့တွေမှာလည်းဟိုတယ်တွေမော်တယ်တွေအိုးအများကြီးပလူပြန်နေတာပဲပြောပြတာအဲ့ဒီကိစ္စကဒီတိမ်ထဲမှာလာပြီးလုံးလို့ရလားဟမ်
ရိုင်းတယ်တအားရိုင်းတယ်ဘဝမှာဘယ်တော့ခါမှမေ့မရတဲ့ဒဏ်ရာတွေပေါ်သွားတာဒီသိကြီးကအင်မတန်တန်မိုးရှိလို့တော့တောင်ခတ်ထားတာနော်ဘယ်အကြောင်းတိုက်မျိုးသိကိုဒီမှာတော့ခတ်ထားတာသိအရေးကိုတော့မနှင်းကောင်းဘူးနော်သိထဲမှာတော့မိမမဝင်ကောင်းဘူးအလှူဒါနလှုပ်ထားတဲ့တကယ်ကိုသိခါထမဲ့မိမတွေမှာလက်အုပ်ချီပြီးတော့ဝင်ရတယ်ဆိုတာကိုနားလဲလားဟမ်အရန်တန်မိုးရှိတဲ့နေရာမှာလူလှုပ်တာမဟုတ်ဘူးနော်ဘာပဲပြောမိမချင်းကိုချင်းစားတတ်တယ်နေရာတွေတပုံကြီးပဲနော်ဖယားကျောင်းဆောင်ရှေ့ကိုယ့်ရဲ့မိမိတို့မီယိုးဖလာဖြစ်တဲ့ဖယားကျောင်းဆောင်ရှေ့မှာလဲအိတ်လို့မရမီယိုးဖလာဖြစ်တဲ့အိမ်တွင်းနဲ့ရှေ့မှာတော့အိတ်ခွင့်မရှိဘူးဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအိမ်တိုင်းမှာဖယားကျောင်းဆောင်ရှေ့တော့ဖယားကျောင်းဆောင်ရှေ့မှာလင်မယားနှစ်ယောက်ကဟမ်ညကြတော့မပြောတတ်တယ်နော်တောပါဇက်တွေတိလာနော်စင်ကျင်ပြီးပြောနေတာအိမ်တွင်းနဲ့ရှေ့မှာလည်းလုံးလို့မရဘူးဒါဆိုလေလူချင်းလမ်းမေးမှာမြင်မကောင်းဘူးလေမြင်မကောင်းလို့တင်တာအဲ့ဒါဘာမှပြဿနာမရှိဘူးเนาะကျွန်တော်အိမ်နေမှာဆိုရင်เนาะဖျားကန်းရှေ့မှာလင်မယားနှစ်ယောက်တော့မှအတူတူအိတ်လို့မရဘူးဗျဒါကိုသူတို့ကဘုံကြီးကျောင်းထဲမှာလှုပ်တယ်ဆိုတော့ဒါအားလုံးလဲထမင်းစားတာဆိုရင်တော့တွေးလို့တော့ရပါတယ်ဗျာเนาะဦးသိန်းနဲ့တိမ်ထဲမှာတဲ့ဟိုကိစ္စဖြစ်တဲ့ခါကျတော့နောက်ကအဲ့ဒီတိမ်မှာရန်ခံလို့ရသေးလားတဲ့အဲ့ဒါနဲ့မဆိုင်ပါဘူးအဲ့ဒီပြမှုကရှင်ကြီးမှုရမြင်မတော်ဘူးဆိုပေမဲ့နောက်ကရန်ခံလို့ရပါတယ်တိမ်ပစ္စည်းကြောင့်တက်ပါမှာအဲ့ကိစ္စမပါပါဘူးနော်ဖျားကြတော့လည်းဟိုတုံးယူစနာရှိတဲ့တိမ်ကြီးရှိတယ်အဲ့ဒီမှာလူတွေကအိမ်တော်သားမျိုးကိစ္စတွေလုပ်တာပဲနော်အဲ့ဒါကြောင့်နောက်ကရန်ခံလို့ရပါတိမ်ပစ္စည်းမဲ့တက်ပါကဘာလဲဆိုလို့ရှိရင်အလွန်ငယ်သောတိမ်အလွန်ကြီးသောတိမ်နမိတ်ကျွတ်သောတိမ်နမိတ်မရှိသောတိမ်အရှိတ်ကိုနမိတ်ပြီးသောတိမ်ပြီးတော့ဟိုမြင့်ပြင်းတဲ့သမုဒ္ဒရာတိမ်သမုဒ္ဒရာပြင်းတဲ့သမုဒ္ဒရာတိမ်အလိုလိုဖြစ်သောအိုင်နိုင်အိုင်အပြင်းတဲ့သမုဒ္ဒရာတိမ်တရားကိုထပ်ပြီးတော့သမုဒ္ဒရာတိမ်တရားကိုဖလမဘီသမုဒ္ဒရာတိမ်ပေါ့အဲ့ဒီစက်ပါမှာပဲတိမ်ပြတာဟိုအဲ့ဒီကိစ္စကအဲ့ဒီတိမ်ပစ္စည်းကြောင့်စက်ပါမှာပါတဲ့အခါကျတော့နောက်ကဦးသိန်းစိုးအနေနဲ့ရဟန်းခံလို့ရပါတယ်အားလုံးပဲမင်္ဂလာပါတိမ်ထဲမှာကာမဆက်ဆံတာနဲ့ပတ်သက်ပြီးတော့လူတစ်ယောက်ကတိမ်ပြတ်ပါပြီလို့မှတ်ထားတာကိုဖတ်လိုက်ရတဲ့အတွက်ဦးစင်းနည်းနည်းရှင်းပြခြင်းလို့ပါနော်တိမ်မပြတ်ပါဘူးတိမ်ဆိုတာကအဆောက်အဦကိုပြောတာမဟုတ်ပါဘူးတိမ်ဆိုတာတီမာဆိုတဲ့ပါဠိကလာတာပါတီမာဆိုတာမြန်မာလိုပြန်ရင်အပိုင်အခြားလို့အဓိပ္ပာယ်ရပါတယ်ယဟန်တန်ဃာများကံကြီးကံငယ်ဆောင်ဖို့အတွက်ပိုင်းခြားသတ်မှတ်ထားတဲ့မြေနေရာကိုပဲတိမ်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်တိမ်ပြတ်ဖို့ကအကြောင်းရင်းနှစ်ချက်ပဲရှိပါတယ်ပထမတစ်ချက်ကယဟန်တန်ဃာများကမလိုအပ်လို့ကမဝါနဲ့နှုတ်ပြမှတိမ်ပြတ်ခြင်းဒုတိယတစ်ချက်ကကဘာပြတ်မှတိမ်ပြတ်ခြင်းတို့ပဲဖြစ်ပါတယ်တိမ်ဟာအဲ့ဒီအကြောင်းနှစ်ချက်ကြောင့်ပဲပြတ်နိုင်ပါတယ်ကြံတဲ့အကြောင်းတွေကြောင့်တိမ်လုံးဝမပြတ်နိုင်ပါဘူးနော်ဒါကြောင့်တိမ်ထဲမှာကာမဆက်ဆံခြင်းဟာတိမ်လုံးဝမပြတ်ပါဘူးဒီလိုပြောလို့တိမ်ထဲမှာကာမဆက်ဆံတာကိုအားပေးတယ်လို့မထင်လိုက်ပါနဲ့လုံးဝအားမပေးပါဘူးတိမ်မပြတ်ခြင်းအကြောင်းရင်းကိုသာရှင်းပြခြင်းဖြစ်ပါတယ်အားလုံးနားလည်နိုင်ကြပါစေကဲကြည့်နေကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဒါအရှိမပြောသွားတဲ့အကိုတွေအတော်တွေကတော့ဒါဒီတိမ်ထဲမှာပေါ့နော်ဒီကာမလာဆက်ဆံလို့ဒီပောက်ကြရတွေလာလှုပ်လို့ဒါသူတို့ကမခံခြင်းစိတ်တွေနဲ့ဒါမြန်မာနိုင်ငံသားဗုဒ္ဓဘာသာပြီးသွေးဆူသွားတာပဲဖြစ်ပါတယ်ဗျနောက်ကဆရာတော်နှစ်ပါးကတော့ဒါတိမ်ထဲမှာကာမဆက်ဆံတာနဲ့ဒီတိမ်ကြီးကိုဖျက်ပြရမှာလားတိမ်အစ်စ်ပြန်ဆောက်ရမှာလားဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားတာပဲဖြစ်ပါတယ်ဗျအားလုံးလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အခုဆိုရင်ပေါ့နော်ဒီတိမ်ကြီးကိုဖျက်ပြရမှာလားဖျက်မပြရဘူးလားဆိုတာကိုသဘောပေါက်လောက်မယ်လို့ထင်ပါတယ်ဗျအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ပျော်ပွဲမျိုးမှရဲစခန်းကလည်းဒီနှစ်ယောက်ကိုအမှုဖွင့်ထားတယ်ဗျနော်တိတ်မကြခင်ဒီအမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရုံလုံးအကောင့်ထဲပေါ်လာမယ်လို့ကျွန်တော်ထင်ပါတယ်သူတို့ကလည်းလက်စုပ်လက်ရလက်မိလက်ရပေါ့နော်ဖန်ဆီးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျဗီဒီယိုလေးကတော့ဒီလောက်ပါဗျနော်တကယ်ချင်းတို့ပြောချင်တာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့အောက်မှာ comment လေးနဲ့ရေးပေးခဲ့ပါအောင်ဗျအားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာ